အမောင်လူလင်ဒီမေးခွန်းကိုခုနှစ်ရက်အတွင်းဖြေနိုင်ရင်ငါရဲ့ဥခေါင်းကိုဖျက်ပေးမယ်မဖြေနိုင်ရင်တော့တင်းရဲ့ဥခေါင်းကိုငါဖျက်မယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကန်ကောင်း channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့တင်းညံပွဲတော်ဘလို့စတင်ဖြစ်ပေါ်လာတယ်လဲဆိုတာကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာရှေ့အခါကဓမ္မတမင်းကြီးစိုးစံနဲ့ဗာရာဏသီပြည်မှာတထေးကြီးတဦးရှိပါတယ်သူ့မှာဓမ္မပါဠလို့အမည်ရတဲ့သားလေးတစ်ယောက်ရှိပြီးအသက်9နှစ်အရွယ်မှာတင်ဘေဒင်3ပုံဝေဒကျမ်းဂန်တွေကိုကျွမ်းကျင်စွာတက်မြောက်နေတဲ့အပြင်တရိษံတွေရဲ့ဘာသာစကားကိုပါနားလည်တဲ့ပါရမီထူးလည်းရှိသူဖြစ်ပါတယ်ထို့သို့ထူးခြားတဲ့ပါရမီနဲ့ဉာဏ်အမျှော်မြင်တို့ကြောင့်တိုင်းပြည်တစ်ခုလုံးကိုဂုဏ်သတင်းကြော်ကြားခဲ့ပါတော့တယ်ဒီနေ့မှာဓမ္မပါဠလူလင်ရဲ့ဂုဏ်သတင်းကိုဗြဟ္မာပြည်ကကပိလဗြဟ္မာမင်းသိရှိသွားတဲ့အခါဓမ္မပါဠလူလင်ရဲ့ပညာကိုစမ်းသပ်လို့စိတ်ပြင်းပြခဲ့ပါတော့တယ်ဒါကြောင့်ကပိလဗြဟ္မာမင်းဟာဓမ္မပါဠလူလင်ရဲ့ပညာကိုစမ်းသပ်ဖို့လူပြည်ကိုဆင်းလာခဲ့ပြီးဓမ္မပါဠလူလင်ကိုထင်ပြကမေကွန်3ခုကိုစတင်မြင်မြင်ပါတော့တယ်အမောင်လူလင်လူတို့၏ကြက်တည်သည်နနက်အခါ၌အဘယ်မှာရှိသနည်းနေ့လေအခါ၌အဘယ်မှာရှိသနည်းညဦးအခါ၌အဘယ်မှာရှိသနည်းဟု၍ဖြစ်ပါတယ်ဒီမေကွန်းရဲ့နောက်မှာလည်းကြီးမားတဲ့အလောင်းစားတစ်ခုကရှိနေပါတယ်အမောင်လူလင်ဒီမေကွန်းကို9ရက်တွင်ဖြေနိုင်ရင်ငါရဲ့ဥကောင်းကိုဖျက်ပေးမယ်မဖြေနိုင်ရင်တော့တင့်ရဲ့ဥကောင်းကိုငါဖျက်မယ်လို့အသက်နဲ့ယဉ်ပြီးအလောင်းအစားလုပ်ခဲ့ပါတော့တယ်ဓမ္မပါဠလူလင်လည်းကပိလဗြဟ္မာမင်းရဲ့မေကွန်းကိုအဖြေရှာတော့လဲ6ရက်မြောက်တဲ့နေ့အထိအဖြေရှာမရခဲ့ပါဘူး9ရက်ပြည့်လို့မှအဖြေမရရင်သူ့ရဲ့ဥကောင်ဖြတ်ခံရမယ်လို့တွေးတော်ရင်စိတ်မသာမရနဲ့တောထဲကိုလမ်းလျှောက်ထွက်လာခဲ့ပါတော့တယ်လမ်းလျှောက်ရင်မောပန်းလာတာနဲ့ထမင်းတပင်အောက်မှာအနားယူပြီးအပန်းဖြေနေတဲ့အချိန်အပေါ်ကလင်းရုံငှက်လင်းများစကားပြောတာကိုကြားလိုက်ရပါတော့တယ်ငှက်မကမောင်ကြီးမနှက်ဖြန်ငါတို့ဘာစားရမလဲမနှက်ဖြန်ဓမ္မပါဠလူလင်အဖြေမရလို့အသက်ခံရတဲ့အခါသူ့အသားကိုငါတို့ဝဝလင်းလင်းစားကြရမယ်မိကွန်းကဘာမှုလို့လဲအဖြေကောသိလားသိတာပေါ့နနက်မှာလူတို့ရဲ့ကြက်သေးဟာမျက်နှာမှာရှိတယ်ဒါကြောင့်မျက်နှာသိရတယ်နေ့လယ်မှာရင်ဘက်မှာရှိတယ်ဒါကြောင့်နက်သားရည်ဆွတ်ရတယ်ညမှာခြေထောက်မှာရှိတယ်ဒါကြောင့်ခြေဆေးရတာပေါ့ဓမ္မပါဠလူလင်လဲငှက်လင်များရဲ့စကားကိုကြားပြီးအလွန်ဝမ်းသာသွားပါတော့တယ်9ရက်မြောက်နေ့မှာတော့ဓမ္မပါဠလူလင်ကအဖြေမှန်ကိုဖြေနိုင်လိုက်တာကြောင့်ဗြဟ္မာမင်းဟာရှုံးနမိတ်ပြပြီးဂတိအတိုင်းမိမိဥကောင်းကိုဖျက်လိုက်ပါတော့တယ်သို့ပေမဲ့၎င်းဥကောင်းသည်မြေပေါ်သို့ကျလင်ကဘာမီးလောင်ပြီးမိုးပေါ်ပြစ်တင်လင်းမိုးခေါင်ပြီးရေထဲချလင်သမုဒ္ဒရာခမ်းမီဖြစ်သည်ဒီအချိန်မှာလက်တို့တခင်တရားမင်းကဂျားဝင်ပြီးကဘာကြီးကိုကယ်တင်မှုအစီအစဉ်ပါတော့တယ်တရားမင်းဟာဗြဟ္မာမင်းရဲ့သမီးတော်နှစ်သမီး9ပါးကိုခေါ်ယူပြီးဖန်ခွက်တစ်ခုနဲ့အလှည့်ကျကင်မြောက်စီခဲ့ပါတယ်တစ်နှစ်ပြည့်လို့နှစ်သမီးတစ်ပါးကနေတစ်ပါးကိုလွှဲပြောင်းပေးတဲ့နေ့ကိုတင်းညံလို့သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာအတာကူးချိန်မှာစက်တည်ရည်ရှိဖို့မျက်နှာတစ်တယ်နတ်သားရည်စွတ်တယ်ခြေဆေးပေးကြတာပဲဖြစ်ပါတယ်ဓမ္မပါဠလူလင်ရဲ့ဉာဏ်ပညာနဲ့တရားမင်းရဲ့စောက်ရှောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဒီပွဲတော်ဟာခုဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အမျက်နှိုးဆုံးရိုးရာဖြစ်နေပါတော့တယ်နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းအားကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီပုံမြင်လေးကိုချက်နဲ့တက်တဲ့ဆိုရင်ဒီလိုပုံမြင်တွေကိုအမြဲတမ်းစူးစမ်းတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ